ခဏလုပ်ပြခိုင်းနေတဲ့ cheese pudding ကလေးလုပ်ပြလိုက်ပါရရှင်နွားနိုး1လီတာဝက်လိုပါရရှင်နှုတ်မုတ်သုံးလို့လည်းရပါတယ်နော်ဖြစ်ရင်ကျုပ်အနက်နှလုံးတကြားသုံးစွန်းစားပစ္စည်းလေးနဲ့ပြောင်းကုန်မှုသုံးစွန်းတို့ကိုထည့်ပေးပါဖိချကြည့်အောင်မွေးပြီးသွားရင်မိဖို့မီးဖွင့်လို့ရပါပြီနော်ပြီးရင် cheese ပြားလေးတစ်ပြားပါထည့်ပြီးတော့ရောကျိုးလိုက်ပါမယ်ပြထားသလိုပြပြလေးရလာတဲ့အထိမီးအလဲအလဲလောင်းနဲ့အစမပြတ်မွေးပေးပါစီတုတ်ထားတဲ့ခွက်ထဲကိုပူကျွင်းရည်လေးလောင်းထည့်ပြီးခဲသွားမယ့်အထိအေးခံလိုက်ပါမယ်ရှင်ခဲသွားရင်တော့ကိုကြိုက်တဲ့အရွယ်အတုံးလေးတွေလှီးပြီးတော့ခင်မာတော့မယ်ဒီတိုင်းစားလို့လည်းရပါတယ်နော်ကျုပ်အနှစ်လေးတုပ်ပြီးတော့အပူချိန်250မှာနိုင်ဝက်လောက်ဖို့လိုက်ရင်ရပါပြီရှင်